ပြင်မှာတော့အခုလိုကြားတဲ့အတိုင်းအရန်ဆူညံနေတယ်ဒါပေမဲ့အတွင်း vibe ကိုတေချာလေးလိုက်ပြမယ်ကြည့်လိုက်ကြရအောင်စာတလိုင်းစူပါခိုင်းနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါစားပြမှာတော့မဟုတ်တောက်ပြတခြားမတွေနဲ့ off โอเคပတ်တူနန်နာမှာရောက်နေတဲ့မြန်မာမိတ်ဆွေတွေပတ်တူနန်နာမှာတဲတဲ့မြန်မာမိတ်ဆွေတွေပတ်တူနန်အနီးတစ်ဝိုက်မှာနေတော်သူများကို walking speed ကိုကျွန်တော်တို့တော့အငြိမ်လေးအခုစူညံနေရနော်ကျွန်တော် background scene အတန်ဆိုရင်ကားတွေဖြတ်သွားနေတော့တော်တော်စူနေတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့လုံးဝအငြိမ်လေး vibe လေးတစ်ခုရှိတဲ့ coffee shop လေးတစ်ခုပြပေးမယ်ပြီးတော့အဲမှာလေတစ်ပင်ပန်းမှန်လေးတွေနဲ့အရန်ကိုမိုက်တယ်ဗျကြည့်လိုက်တော့ okay Ratatouille BDS ကနေဆင်းလာနန်းလေးကူဒီဘက်မှာဒီဇိုင်းရှိတယ်ဒီဇိုင်းမဟုတ်သေးဘူး Planet Workshop Cafe အပြင်မှာတော့အခုလိုကြားတဲ့အတိုင်းအရန်ဆူညံနေတယ်ဒါပေမဲ့အတွင်း vibe ကိုတေချာလေးလိုက်ပြမယ်ကြည့်လိုက်ကြရအောင်လုံးဝငြိမ်ချင်နေဗျာကျွန်တော်အတန်ကြေမပြောရဲဘူးဒီနေရာမှာ coffee order မှာလို့ရတယ်လက်ရှိကသူခဏပိတ်ထားရလို့ပြောလို့ဈေးနှုန်းလေးတွေက60 80ဒီဝန်းကျင်85ဒီဈေးအများဆုံးပဲ cash လည်းပြီးလို့ရတယ်scan နဲ့လည်းပြီးလို့ရတယ်ခုနကအောက်ထပ်လေးရှိတယ်နည်းနည်းထပ်ပြီးတော့ပို့ပြီးတော့မိုက်တဲ့ file တွေကအပေါ်ထပ်လေးရှိတယ် okay ကျွန်တော်တို့ကဒီမှာနေရာလေးယူထားတယ်espresso လေးမှားထားတယ် okay ဒါကအပေါ်က view လေးနေရာကလေအရန်ကိုချက်ချကြတယ်လွယ်တယ်ပေါ့ဗျာလာတာနော်အထဲက file လေအရန်မိုက်တယ်ကျွန်တော်အခုတိုးလေးပြောနေတာဟောပါဒီထဲမှာတော်တော်ကျင်းနေပြီဆိုတော့ဒါတခုတို့ရဲ့ coffee taste လေးအခုစမ်းကြည့်လိုက်ကျွန်တော်ကတော့ espresso ကပ်ပြင်းပြင်းလေးမှားထားတယ်ဆိုတော့ကျွန်တော်က coffee ကိုအလုပ်ကြိုက်တယ်ကျွန်တော်အကြိုက်ပေါ့နော်ဆိုတော့တခြား matcha တွေcappuccino တွေစသဖြင့်တော်တော်များများရှိပါတယ်အားလည်းတောင်းပြဆိုတော့ coffee ရဲ့ taste ဘယ်လိုရှိလဲစမ်းကြည့်တောင်းမိသားပြီပေါ့ဗျာအရင်အတွေ့အကြုံရှိအောင်မဟုတ်ဘူးเนาะကျွန်တော်တို့ဘိုးတွေအဖွားကြီးလက်ထက်တော့တပင်ညာနဲ့စီးဆိုတာရှိတယ်အဲ့စီးနဲ့အတူ coffee လေးရောင်းနေပြီတော့အဲ့ရဲ့အတွေ့အကြုံတွေကျွန်တော်ဆီမှာရှိတယ်ဆိုတော့ခုနက
ဒီရတာတွေကတက်ပတ်ကိုသွားတယ်ပေါ့နော်အဲဒီခါတယ်ဆိုတော့အကယ်၍ espresso လို့မှာမယ်ဆိုရင်အခါကိုကြိုင်တော့ဒီတိုင်းစင်ပြေတယ် espresso လေးတောက်ချင်တယ်နည်းနည်းလေးချိုးချင်တယ်ဆိုလို့ရှိရင်တော့အောက်မှာသူတို့ sugar cup လေးရှိတယ်အဲ့ဒီကျွန်တော်ယူလာပြီးတော့ထပ်ထည့်ပြီးတော့တောက်လို့ရတယ်အကြံပေးချင်တာကတော့ယူလာခြင်းပူပူလေးမှထည့်ပြောတာပိုကောင်းတယ်ဒါဆိုရင်ကျွန်တော်ကနည်းနည်းလေးအေးသွားပြီဆိုရင်ဒီချိန်မှာသွားထည့်ရင်တော့တကြားလေး coffee မှာအေးတဲ့အချိန်ထည့်လို့ရှိရင်ရှင်လေးရတာတယ်နဲ့ထွက်တယ်အဲ့တော့မင်းကြီးလေးဖြစ်တဲ့အချိန်မှာထည့်တာအကောင်းဆုံးပဲโอเคဒါဆိုရင်တော့ဒီနေ့ vibe လေးဒီနေ့ video လေးရတော့ coffee တောက်ပြခြင်းဖြစ်ပါတယ်ဘသူနန္ဒမှာရှိတဲ့ညီကိုများအလုပ်လုပ်ဖို့လည်းပါလာတယ်ဆိုရင်ဒီဆိုင်လေးကိုလာလို့ရတယ်ဆိုတာလေးပြောပြချင်ပါတယ် location လေးကိုတော့ပုံမှန်တိုင်းကျွန်တော် comment မှာချလာပေးပါမယ် okay ဒါဆိုတော့ဒီ video လေးဒီမှာပဲအဆုံးသတ်ခွင့်ပြုပါနောက်ထပ် video လေးမှာပြန်ဆောင်ကြရအောင်ဗျာတကယ်တော့ဗျာတကယ်တော့ Super Saiyan